beginner power draw လို့ခေါ်တဲ့အခုမှကျင်စားဆိုတဲ့သူတွေအနေနဲ့စိတ်ထဲမှာထင်မှတ်မှားနေကြတဲ့အယူအဆမှားတွေကိုစင်ကျင်လို့ရအောင်ဒီဗီဒီယိုမှာ list လုပ်ပြီးတော့ရှင်းပြပေးမှာပဲဖြစ်ပါတယ်အဓိကနဲ့အရေးကြီးဆုံးအချက်တစ်ခုကတော့အချိန်အတိုအတွင်းခဏကိုပြောင်းလဲနိုင်တယ်လို့ထင်နေကြတာပါလိုင်းပေါ်တွေးသမျှအချိန်ဒီလောက်နဲ့ဒီလိုပြောင်းလဲပါတယ်ဆိုတဲ့ transformation တွေ fitness influencer တွေရဲ့ဒီလိုပြောင်းလဲခြင်းရင်ဒီလေ့ကျင့်ငယ်လုပ်ပါဆိုတဲ့ gene တွေကိုတကယ်လို့ယုံကြည်နေကြတာပါကျွန်တော်တို့ခန္ဓာကိုယ်ကဝါချင်တာပဲဖြစ်ဖြစ်ပိန်ချင်တာပဲဖြစ်ဖြစ်ကျန်းမာရေးကိုမထိခိုက်စေဘဲနဲ့ပြောင်းလဲခြင်းတယ်ဆိုလို့ရှိရင်အချိန်လိုအပ်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်က genetic ပေါ်မူတည်ပြီးတော့ပြောင်းလဲနိုင်နှုန်းမတူကြပေမဲ့လည်းအချိန်တော့ပေးရပါတယ်လာပေါင်းများစွာဒါမှမဟုတ်လဲနှစ်နဲ့ချီတဲ့အထိကြာနိုင်ပါတယ်နောက်တစ်ခုကတော့အတူယူမှာတာလူတိုင်းမှာကိုအားကြရတဲ့ fitness influencer တွေ body builder တွေရှိကြပါတယ်တခါလေကြလို့ရှိရင်သူတို့လိုဖြစ်ချင်စောနဲ့သူတို့လုပ်တယ်လို့လိုက်လုပ်တတ်ကြပါတယ်အထူးသဖြင့် gear on ထားတဲ့ influencer တွေရှင်းပြောရရင်တော့စေးသုံးသားတဲ့influencer တွေလုပ်တဲ့လေ့ကျင့်ခန်းတွေလိုက်လုပ်တယ်သူတို့စားတယ်လို့လိုက်စားတယ်ဒါတွေက veganer တွေအတွက်လုံးဝမသက်ဆိုင်ပါဘူးဒီလိုတွေလိုက်လုပ်ပြီးတော့ရလက်မထွက်လာတော့စိတ်တက်ကြသွားတက်ကြပါတယ်နောက်တစ်ခုက motivation အမှားတွေအများအားဖြင့် motivation video တွေမှာလုံးဝမနာဘူးနေ့တိုင်းလေ့ကျင့်ဖို့ပြီးရင်တစ်ရက်လောက်နားလိုက်တာနဲ့ပူစီဆိုပြီးတော့လှောင်ပြောင်ပြောဆိုတက်ကြပါတယ်တကယ်တော့နားရက်ကလိုအပ်ပါတယ်အထူးသဖြင့်အခုမှကျင်စားစောမယ် beginner တွေအတွက်ဆိုရင်ပိုလို့တောင်လိုအပ်ပါသေးတယ်ကို lifetime ကိုစမတ်ကြကြနဲ့ကျဉ်ကျက်မှမှဖြစ်ဖို့အဲ့လို motivation အမှားတွေကိုနားမယောင်ဖို့လိုအပ်ပါတယ်နောက်တစ်ခုက fitness program တိတိကျကျမရှိတာခင်ဗျားကလေ့ကျင့်ခန်းတော့ပုံမှန်လုပ်နေပါရဲ့ဒါပေမဲ့စိတ်ကူးပေါက်တဲ့လေ့ကျင့်ခန်းတွေရှောက်လုပ်နေမယ်ဒီလေ့ကျင့်ခန်းတွေကိုပဲထက်ခါလုပ်နေမယ်ဒီနေ့ဟိုလူပြောတာလုပ်မယ်နောက်နေ့ဒီလူပြောတာလုပ်မယ်ဆိုရင်တော့ခင်ဗျားရဲ့ခန္ဓာကိုယ်ရဲ့တိုးတက်မှုကိုမြင်ရမှာမဟုတ်ပါဘူးကိုယ့်ရဲ့ body goal ပေါ်မူတည်ပြီးတော့တီးတန့်တိဆောက်ထားတဲ့ fitness program တွေလိုအပ်ပါတယ်ဒါမှသာအချိန်ကုန်တက်တာပြီးတော့ထိရောက်တဲ့လေ့ကျင့်ခန်းတွေကိုလုပ်နိုင်မှာပဲဖြစ်ပါတယ်အဲ့လိုဘယ်လေ့ကျင့်ခန်းတွေလုပ်ရမလဲဘယ်လိုစတောက်ရမလဲဘာတွေကိုတော့ရှောင်ကျဉ်ရမယ် injury မဖြစ်အောင်ဘယ်လိုလေ့ကျင့်ရမလဲစသဖြင့်တိတိကျကျလမ်းညွှန်ပေးမယ်သိပ္ပံနည်းကျစနစ်တကျတည်ဆောက်ထားတဲ့ fitness program တွေကိုကျွန်တော်တို့ FTFM မှာဝယ်ယူလို့ရနေပါပြီ beginner တွေအတွက် muscle gain program နဲ့ fat loss program ဆိုပြီးတော့နှစ်မျိုးဝယ်ယူရရှိနိုင်ပါတယ်အရင်လိုဇဝေဇဝါနဲ့ဘာတွေလုပ်ရမလဲမသိရောင်းလဲဖြစ်မနေချင်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ FTFM ရဲ့ program တွေကလမ်းညွှန်ပေးပါလိမ့်မယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ message box ကနေဒါမှမဟုတ် description မှာ link ထည့်ထားပေးတဲ့ဒီ Telegram account ကနေဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FTFM channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှားတွေကိုသိပ္ပံနည်းကျရှင်းလင်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်